ဒီနေ့မှာတော့ကျမတို့ရဲ့ရင်ထဲမှာအမြဲတမ်းနေရာယူထားတဲ့မြန်မာရုပ်ရှင်လောကရဲ့အကယ်ဒမီမင်းသမီးချောလေးတူဖြစ်သူတက်မွန်မြရဲ့စိတ်မကောင်းစရာသတင်းတစ်ခုကိုမျှဝေပေးချင်ပါတယ်ရှင်။နောက်တော့လူမှုကွန်ရက်စာမျက်နှာတွေမှာအနုပညာအတိုင်းဝိုင်းနေကြတဲ့မှာတော့တော်တော်လေးကိုခရရိုက်သွားခဲ့တဲ့သတင်းတစ်ပုဒ်ရှိနေပါတယ်။မြန်မာရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသမီးချောအကယ်ဒမီနှစ်ဆုရှင်တရုတ်ဆောင်တက်မွန်မြရဲ့သူမရဲ့ကျမရဲ့အရှင်ကိုမနိုင်တော့ဘဲနဲ့ရင်းနှီးမနှက်ပိုင်းချိန်မှာပဲရန်ကုန်မြို့မှာရှိတဲ့နာမည်ကျော်ဝီတိုရီယာစေယုံမှာဝန်ထမ်းစွာနဲ့ကုန်လုံသွားခဲ့တာလည်းဖြစ်ပါတယ်။ဒီသတင်းကိုကြားလိုက်ရတဲ့စက္ကန့်အပိုင်းတွေမှာတော့သူမရဲ့ပရိသတ်တွေမိတ်ဆွေတွေအနုပညာရှင်တွေနဲ့မိသားစုဝင်တွေအားလုံးကလည်းထိတ်လန့်တုန်လှုပ်ခဲ့ကြပြီးတော့မသက်လေးပါတွေများဖြစ်သွားလဲဆိုပြီးတော့စိုးရိမ်မှုတွေပူပန်သွားကမှုတွေနဲ့ဝန်နဲ့ပူဆွနေကြရလဲဖြစ်ပါတယ်။အကယ်ဒမီသရုပ်ဆောင်တက်မွန်မြင့်ကလည်းချင်းပြည်နယ်ဖလန်းမြို့မှာ1982ခုနှစ်ဇူလိုင်လ23ရက်နေ့မှာမွေးဖွားခဲ့ပြီးတော့နာမည်ရင်းကတော့ဆောင်ရှံမွေးပဲဖြစ်ပါတယ်။တာယာလာပါတဲ့တောင်တန်းတွေကဇာတိချင်းတိုင်းသူလေးတဦးအနေနဲ့သူမကရန်ကုန်မြို့ကိုပြောင်းရွှေ့ခြေချပြီးတော့အနုပညာလောကထဲကို2000ပြည့်နှစ်ကတည်းကခြေချခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အစောပိုင်းခေတ်တုန်းကတေးဗီဒီယိုတွေမှာမော်ဒယ်အဖြစ်နဲ့စတင်သရုပ်ဆောင်ခဲ့တဲ့နေရာကနေ2003 2004 2005ခုနှစ်မှာတော့ရုပ်မြင်သံကြားကြော်ညာတွေနဲ့နာမည်ကျော်မင်းသမီးတစ်ယောက်ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ရုပ်ရှင်ဇာတ်ကားတွေကိုစတင်သရုပ်ဆောင်ခဲ့ပြီးတော့ပရိသတ်တွေရဲ့အကြိုက်ဆုံးအမျိုးသမီးဇာတ်ဆောင်တဦးအဖြစ်နဲ့ရည်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။အခုလိုကျမရဲ့အခြေအနေကြောင့်ပွဲတွေမဆိုတော့ပဲရုပ်တရက်အနုပညာလောကိုရပ်နာတော့မဲ့မေတ္တာထားဆိုအားလုံးမင်္ဂလာပါရှင်မိသက်ထားစေကတော့အနုပညာလောကမှာရက်တည်လာခဲ့တာကြာပြီဖြစ်သလိုငယ်စဉ်ရွယ်ကလေးကပါရမီပါကအခုဆိုရင်အောင်မြင်နေတဲ့မြမအတန်ဆိုတော့တယောက်ဖြစ်လို့နေရတဲ့ဖြစ်ပါတယ်အတန်ကချိုတိုင်းအင်းရတဲ့အပြင်လူကလည်းလိမ္မာရေးကြရှိသလိုပရိသတ်တွေရဲ့အသက်ဆွေးဖြစ်နေတာဆိုတာလည်းမမှားပါဘူးမိသက်ထားစေကတော့ဒီခေတ်မိန်းကလေးတွေလိုအဖော်ချစ်တွေလည်းမဝတ်ပဲဖရာတရားကိုင်းဆိုင်ကအေးချမ်းတဲ့အရေးရောင်တွေပဲအမြဲပြည့်နေကြတာလည်းဖြစ်ပါတယ်လာမယ့်ရက်တွေမှာဆိုရင်လည်းပွဲတွေကအများကြီးငှားရမ်းခံနိုင်ရတာမို့နေတွေကိုခရီးထွက်ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့မိသက်ထားစေကအလုပ်တွေရမ်းများကပင်ပန်းပြီးတော့နေမကောင်းရုပ်တရက်ဖြစ်သွားခဲ့တာလည်းဖြစ်ပါတယ်။ပွဲအသီးဆိုဖို့လက်ခံထားတာတွေကိုပါမစုံနိုင်တော့တာဖြစ်ကြောင်းကိုဒီနေ့မှာပဲသူ့ကောက်မှသတိပေးခဲ့တာလည်းဖြစ်ပါတယ်။ကျမကြီးကရုပ်တရက်ဆူရလာလို့ပွဲပါဖြစ်သိမ်းလိုက်ရတယ်ဆိုတာကြောင့်သူ့ပရိသတ်တွေကစိုးရင်သွားခဲ့တာလည်းဖြစ်ပါတယ်။မိသက်ထားစေကဒီရက်ပိုင်းအတွင်းလက်ခံထားတဲ့ပွဲအလုံးကိုဖျက်လိုက်တဲ့အပြင်နောက်ထပ်ဘယ်ပွဲကိုမှလက်မခံသေးကြောင်းကိုပါအသိပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါပြင်နေမကောင်းတဲ့အတွက်ဖုန်းနဲ့မင်းမျက်နှာကိုပြန်လည်ဖြည့်ချမှာမဟုတ်လို့လည်းအသိပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်ပုံမှန်နေမကောင်းတာမျိုးမဟုတ်ပဲအတော်လေးနေမကောင်းတာကြောင့်သာမိသက်ထားစေကအခုလိုအမှုပညာလုပ်တွေကိုရပ်နာခဲ့တာလည်းဖြစ်ပါတယ်။အသက်ငယ်ငယ်နဲ့အောင်မြင်လာတဲ့အတွက်ဟိုအရင်ကတည်းကဆိုညဆိုရင်လည်းအဲ့ရေးပြတ်တယ်လို့ပင်ပန်းတဲ့တန်တွေကိုလည်းအတော်လေးကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။တချင်းဆိုတာမပင်ပန်းဘူးလို့လူအများကထင်ကြပေမဲ့တကယ်တမ်းတော့နယ်ဘက်တွေသွားရတာမလို့အဲ့ရေးတွေကပြတ်ရပါတယ်။အားထုတ်နေရတာဖြစ်လို့ခန္ဓာကိုယ်ကလည်းပင်ပန်းနွမ်းနေစေခဲ့ပါတယ်